အော်လူဒီနေ့ကတော့ကျွန်တော် blog game ထဲမှာပါကျွန်တော်ဒီ C2 ကိုအစအဆုံးလို့ကစားပြရင်နောက်ပြီး C2 မှာရှိတဲ့ mission လဲအကလုံးလုံးပြမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ပထမဥဆုံးနေလောက်ရမှာကျတော့ level ရင်ဖက်ရပါမယ်ဗျ level ကြီးအခုဒီ900ပဲရှိသေးတယ် C3 တော့ဆိုလို့ရှိရင် level 1500တော့မှလူရလာကျွန်တော်ဆက်ဖက်ရအောင်ဗျာကျွန်တော် C2 ရောက်လာတော့ဒီနား evo လို့တွေကိုပထမဥဆုံးအနေနဲ့လာပြီးတော့နေလဆုံးမရတယ်ကောင်းကြီးကကျတော့ကျွန်တော်အတွက် easy ပါတောင်းလို့နေတော့ဒီချီးပေ3000ကိုကျွန်တော်လဆုံးမရတယ်ဒီကောင်းကြီးကျွန်တော်ဗုဒ္ဓရဲ့အစွမ်းပြပြီးလိုက်တယ်ဒီလိုနဲ့ပဲကျွန်တော် level က950ရောက်ခဲ့တယ်950ရောက်တော့အခါကျတော့ကျွန်တော်တို့ diamond ဆိုတဲ့ boss ကောင်ကျွန်တော်တဆုံးမရမင်းတဲ့ဟဲ့အောင်မင်းနာမည် diamond လားဟုတ်တယ်ကွာဒီကောင်ကျွန်တော်တို့တိရအောင်ဒီကောင် diamond ဆိုဒီကောင်တက်လို့ရှိရင်ကျွန်တော်တို့စိန်ရမှာဖြစ်မယ်မရပါဘူးစတာပါဒီကောင်တက်လို့ရှိရင်ကျွန်တော်တို့တူကင်ထားတဲ့ဓာတ်ရခွင့်ရှိသလားအဲ့လိုကြီးလည်းမကောက်ပါဘူးဒါပေမဲ့လန့်နေဗျစကေးတွေကဒါပေမဲ့ကလုံးလုံးတီတော့ပဲကျိုးဘုရားဆောI am ဘူဒာမဟုတ်ပါဘူးမန်ကီဒီဘူဒာယိုဒါပဲနေလိုက်တာကွာတီမသိဘူးလားကစီနေလိုက်တာဒီဂိတ်မှာ boss တက်လို့ရှိရင်တစ်ခေါက်ဆိုတစ်ခေါက်ကပစ္စည်းရတယ်မရှိသေးလားမသိဘူးကျွန်တော်နောက်ထပ် level 20လောက်ဖန်လိုက်တော့ကျွန်တော် mission ကဒီနားကိုရောက်ခဲ့ဒီနားရောက်လာတော့ကျွန်တော်ပင်လယ်ဓမြတွေလည်းတိုးသေးလားပင်လယ်ဓမြကျွန်တော်ပြောတယ်ဟဲ့ယမီမင်းကပင်လယ်ဓမြအစ်လားငါကပင်လယ်ဓမြအစ်ကွာအလုံးပြောတော့ဒီကောက်လေးလည်းကျွန်တော်စုံမပြီးလိုက်ကျွန်တော်9နဲ့9မို့လောက် level ဖန်ပြီးနောက်ပိုင်းမှာတော့ဒီနားမှာရှိတဲ့ boss ကြီးကိုကျွန်တော်တတ်လို့ရပြီဒီကောက်တမယ်ဗာလဲဂျီလမီတဲ့ game ထဲမှာအမှန်တကယ်ဆိုရင် anime ထဲမှာဆိုရင်ဘေလမီကွာဟဲဒီချီးပေကြီးကိုလက်တက်ရအောင်ဒီကောက်တက်လို့ရှိရင်လည်းပစ္စည်းရခွင့်ရှိကြည့်တာတော့ငါရအောင်မဟုတ်တက်ကတည်းကပုတ်လို့တယ်ကွာကြည့်တာမေးပေါ်ကြည့်တာယိုယူဂျယ်လီဘီလားမင်းငါဂျယ်လီပဲတည်ရဲ့ကွာကြောက်ယူกินเนี่ยมาอีสด้วยเหรอไม่เยอะမဖြစ်လို့မရတော့လေဒီကောလာရတဲ့ကျုံကကျတော့ဒီကျုံပဲဖြစ်ရတယ်ကျုံနာမည်ကကျတော့ Asubro 3 Great Tree အဲ့ကျုံပဲဖြစ်ပါတယ်ဒီကျုံကလည်း evo လို့လေးရှိတယ်ကျွန်တော်တို့ဗုဒ္ဓလူမျိုးတော့အားလုံးကအချွေကြီးလူမျိုးပဲကျွန်တော်တယောက်တငုံတောက်ပြီးလိုက်ပါတယ်ဗျဟိုဘက်ချမ်းအကောင်ကြီးကျွန်တော်တယောက်တငုံတောက်ပြီးနောက်ပိုင်းတော့ဒီဘက်ချမ်းအကောင်ကြီးလည်းတက်ရတယ်လားဒီကောင်ကြီးကကျတော့ဟာကီရှိတယ်ဒါပေမဲ့ကျွန်တော်ကကျတော့ဗုဒ္ဓဆိုတော့ဟာကီလည်းကျွန်တော်ဘာမှလုပ်လို့မရအောင်ဒီကောက်တက်ရမယ့် boss နာမည်ကဘာကြီးလဲ OB2 ဘိုင်းလေကွာနမေးရအဆိုင်ကွာငါ OD2 ပဲတည်တယ်ကွာဟဲ့အောင်အင်တာနက်ကြီးပုတ်နေရော OD2 ရေးမင်းအင်တာနက်လိုင်းရောလီကောင်းလုံစားကွာဘာဖြစ်ကြီးထစ်တယ်တော့လို့ဒီကောင်ကတတ်တော့ပဲကြည့်အောင်တွင်းနေပဲကြတော့လေဟီခလာနော်နည်းနည်းပြေးလိုက်မှအဝေးကနေစကီးထိုင်နေနေစကီးတွေလည်းတိတ်လေးမတည်ဘူးကွာဒီကောက်ကျွန်တော် OD2 လို့ခေါ်လို့လားမသိကြည့်ရဖို့မကြိုက်ဘူးတဲ့သူတွေ OD2 လို့ခေါ်တာတကယ်ကြီးတွေကွာခဏအောင်ကဘုဒ္ဓမီတတ်တာဟဲ့ခဏကတကယ်မချသေးဘူးကွာတိတာ OD2 ရဲ့ယာဘာလို့ကောက်လွင်အောင်လို့မသိအကောင်တက်လို့ရှိရင်ကျွန်တော်တို့သူ့စီကနေသူတိုးတဲ့ဓာတ်ရဝင်ရှိတယ်အဲ့ဓာတ်ရတော်တော်လဲနေဒါပေမဲ့ငါရမဟုတ်ရလားကွာမဟုတ်ကြောက်တုံးရဘောတလို့ရှိကဘာလို့ပြစီပြရတာလဲဒီခေါက်လာရကျွန်တော်ဇွန်ဘီကျုံးပဲဖြစ်ပါတယ်ဒီဇွန်ဘီကိုလည်းကျွန်တော်ဆောင်းပလော်တီးပေးလိုက်ပါတယ်ဟိုငါကျတော့စိတ်ဝင်ပြီးဗျစိတ်တခွေအောင်စိတ်တခွေအောင်ဘာတီးရမလဲဗုဒ္ဓနခါခစ်စနီယေတီဂတ်ဒီဟာဘာရမလဲကျွန်တော်တခွေအောင်ဒရာဂွန်အဲ့ဒါ dragon တီးလားမသိမထားကြပုတ်လိုက်တဲ့ကဒီယာကွာလာအတီးစိန်ကြီးအောင်ဗာတီးပေးမလဲကောင်းလေးတလုံးဘုတော့ဦးကြော်တီးကြော်ပါပြီလားကျကျင်တဲ့လေးကြော်ပါပြီစောက်တီးပေးလို့ရှိတော့ကကျင်တဲ့ကွာကောက်ပေးတဲ့တီးဘာဒီဘက်ကိုမသိကဲပုတ်ဇွန်ဘီတွေတက်ပြီးနောက်ပိုင်းမှာတော့ကျွန်တော်ဒီဖုတ်ဆုပ်တွေကောင်မဟုတ်ပါဘူးဟုတ်ပါတယ်ကွာတွေးဆုပ်ဖုတ်ကောင်အေးဟုတ်တယ်တွေးဆုပ်ဖုတ်ကောင်ကျွန်တော်လက်တက်ခိုင်းနေသလားကျွန်တော်ဒီကောင်လေးလဲတက်ပိတ်လိုက်တယ်ဗျအဲ့လိုနဲ့ပဲကျွန်တော် C2 မှာအမုံဆုံးကျုံကိုရောက်ခဲ့ပါတယ်ရေခဲကျုံဟာဒီကျုံမှာမော်နီယာ friend ကတော်တော်လေးကိုခက်တယ်သီလားဒီပထမကောင်တွေကအဲ့လောက်ထိမခက်ဘူးဗျဒုတိယပိုင်းကောင်တွေကတကောင်နဲ့တကောင်နဲတော့ဝေးမဟုတ်ပြီးလို့ရှိရင်မွေးတာလဲတော်တော်လေးကြာတယ်နောက်ဆိုတော့ဒီကျုံကနေလွတ်ကျွတ်ပြီးတကယ်ကျလို့ရေမော်နီယာဒီကျုံကဒီဘက်ချမ်းမှာပြီးရှိရမဟုတ်ဒီဘက်ချမ်းမှာရှိသလားဒီဘက်ချမ်းကကောင်တွေကျွန်တော်ပြောတဲ့ကောင်တွေပါဗျာဒီကောင်တွေကကိုကောင်တော့မှတက်ရတယ်ပြီးရှင်တကောင်နဲ့တကောင်နဲတော့ဝေးမဟုတ်ပြီးရင်တပ်ပွေးသွားလို့ရှိရင်လည်းမွေးတာတော်တော်လေးကြာလားငယ်ချင်းတို့လောက်ကနေကြလို့ရှိရင်ဒီပထမကောင်လေးပဲလို့ကျွန်တော်လည်းပထမကောင်လေးပဲလို့ပြီးတော့ထိုင်ဆောက်တယ်လားကျွန်တော်တို့ကျိုးတည်သွားရအောင်
ဒီခေါက်ကျွန်တော်တို့လာရတဲ့ဂျုံကကျွန်တော်အပူပိုင်းအေးတစ်ပိုင်းဂျုံပဲဖြစ်ပါတယ်အရှိပချမ်းမှာအပူပိုင်းပါဗျာဒါကျွန်တော်အေးပိုင်းပါတဲ့ရတဲ့မော်နီကကျွန်တော်ဒီ evil ကောင်လေးပဲဖြစ်ပါတယ်တော်ယူကွာပြီးတော့ကျွန်တော်ဒီဘက်ချမ်းကောင်လေးလဲလက်သက်ရတယ်ဒီကောင်လေးကကျွန်တော် ski တုံးလို့ရတယ်လာတကယ်ကျွန်တော်တို့ဟိုစား boss ကြီးကိုတမလို့ရပြီဒီကျုံမှာလည်း boss ရှိရတိလားဒါပေမဲ့ဒီဘက်ချမ်းမှာမဟုတ်ဟိုအပူဘက်ချမ်းမှာဗျာဒီ boss ကကျတော့ anime တွေမှာဆိုလို့ရှိရင် smoker ပါဒါပေမဲ့အများခေါ်ကြတာကျတော့ဗာလဲမောင်တဲအိတ်တစ်ချိန်ကလို့ Luffy ထိုးတာပဲခံနေရတယ်ဒါလည်းတော်ပြီးတော့ Luffy ရန်ရှောင်းတာဟမ်မင်းငါ Luffy ကိုဘာလို့ရန်ရှာတော့ငါနဲ့ Luffy နဲ့အမျိုးဆိုတော့မသိလားကွာI am monkey ဒီဘူးလားဆိုတော့မသိလားအဲ့ကောင်တက်လို့ရှိရင်လည်းဓာရခွင့်ရှိတယ်လားဒါပေမဲ့ငါရမှာမဟုတ်ကြည်လားကြည်ရတော့မလို့ကိုစားကဘီဒင်းဆရာလောက်စားလို့ရှိရင်တော့ကြာကထီးလောက်ပြီလားကြည့်ကြပါကွာတကောက်လို့ခေါင်းမရတာမရှိတကယ်ကြီးလို့ဒီတင်းမိုးထဲမှာ boss တကောင်မွေးရသေးလားကျွန်တော်တက်ရအောင်အေး boss တက်လို့ရှိရင်ကျွန်တော်လူသားချင်းလို့ရတဲ့ဥစားအဲ့တိုင်းတစ်ခုရတယ်သီလားကျွန်တော်လူချင်းနေဗျအဲ့လူသားကြီးကကောင်းနေသီလားအဲ့ဒါကြောင့်နတ်စုလူသားပဲဖြစ်ပါတယ်ကျွန်တော်ဒီ boss ကြီးကိုတက်မရအောင်အမှန်တကယ်ဆိုရင် तू တက်မှတ်တဲ့ level ရောက်လို့ရှိရင်လည်းတက်လို့ရသီလားဒါပေမဲ့ကျွန်တော်ဘူတာတင်းနဲ့ဆိုနိုင်လောက်ပါလေတွားကြည့်အောင်လိုက်ဒါပေမဲ့အကောင်ကြီးဒါပဲလို့တော့တော်များတယ်သီလားဒီက boss ကောင်းရှိတယ်ကွာကောင်းကြီးဂွန်းလားဂွန်းလူသားလို့ခေါ်တာနတ်ဆိုးလူသားလို့ခေါ်တာဘာကောင်းလို့ခေါ်လို့မသိဒါပေမဲ့လောလောဆယ်တော့ငါ့ကိုခုတ်တယ်တော်တော်လေးနာခဏတော့ဘက်လောက်ပြီးရနေတက်ရအောင်ကွာအိုးပြန်ဆွဲတယ်အဲ့ကောင်ကြီးဓာကြီးကတော်တော်လေးလန်းနေသီလားဒါပေမဲ့ကျွန်တော်ဘူတာတီကိုဒီကောင်နိုင်မှာမဟုတ်ဘူးကွာဘတ်ဖြစ်ပြီအဲ့ဒါဆိုလို့ရှိရင်ဟိုဒါ boss ကြီးကကိုယ်စကီးပဲတုံးလို့ရသလားရိုးရိုးခုတ်လို့မရတော့ကြောက်ယူကွာအာနာလိုက်တာကွာတစ်ချက်အိုးဒါပြီးရဆူပါလိုက်တယ်ယောစကီးလေးပြီးယူစကေးရတယ်တခုပဲနေလို့ရတယ်ကွာဝီစကေးဒါမေစိုးရလိုက်တာကြောက်ယူကွာတေးလို့ရှိရင်လည်းဘာဖြစ်ကျွန်တော်တင်းဝါးထဲမှာပြန်မွေးမယ်နဲ့တူတယ်တေးဝါးလို့ရှိရင်လည်းကျွန်တော်တို့ပြန်လက်တက်လို့မိတယ်လို့ထင်ပါလေဗျကြောက်ယူကွာယူအာတေးပြီးတော့ဒီဦးတွေးချောက်ဆွေးချောယာငါဘက်လို့ဝီတက်တာတော့တော့တက်ခါတော့ဗောလေအိုးတေးပြီးဟာဒါပေမဲ့ဘာဖြစ်ပါဘူးအော်လို့ဒီကျုံကလည်းမွေးတာတော့ what the hell ဟာဘယ်ရသွေးပြန်တက်သွားမလားမသိဦးတော်လေးရတကယ်ကြီးမတက်သေးမြန်သွားအောင်အော်သူ့မိစကဲညစ်ရှိပါပြန်တက်သွားကွာငါပြက်လာလို့မြန်ပါလေကိုတီနာကောင်ကြီးတီတော့မတကယ်ကြီးလို့ရေး boss လားမဟုတ်ကျွန်တော်ရူကွာဝေးရထိုင်နေပြီလို့ဟိုးပြီးကြဟာအမေကဆိုဒီဘောတက်လို့ရှိရင်ပစ္စည်း၄မျိုးတော့မရခွင့်ရှိလေတိလားမိခွက်ရခွင့်ရှိတယ်နောက်ပြီးလို့ရှိရင်အနောက်မှာထဲတယ်ဒီအတော်မန်လားကုတ်လို့ဘာလို့လဲအဲ့ဒါ2မျိုးရခွင့်ရှိတယ်နောက်ပြီးလို့ရှိရင်ခဏကကျွန်တော်ရဒီနှချီးဘူးတွေ10ဘူးလားဘယ်လိုဘူးလားမသိရခွင့်ရှိတယ်ဟာငါရတာနှချီးဘူးကန်တရားလေဝဲကြီးပဲဖမ်းနေတာပြေးလာပြီတကယ်ကျတို့အသီးလေးပါလိစိန်ကြီးရအောင်ဒီခေါက်ပါရဤပေါ်လို့တွေရရေခဲဒီမစိုးပါဘူးကျွန်တော်စီးဝမ်းသွားပြီးတော့နေဟိုစားလိုခဲ့တဲ့ဗီဒီယိုကလေကျွန်တော်တို့ရှောင်းတဲ့ဟာကီမိုခဲ့တယ်လေအဲ့ဒါတွေ့ရမလို့ဆိုပြီးကျွန်တော်ဒီနောက် NPC တကောင်တွေ့ရစကားပြောကြည့်တာကျွန်တော်ဒီငမြားတန်ရခဲ့တယ်ဗျာကျွန်တော်ဒီ level မဆုံးလို့ရင်ငမြားတန်ရယူလို့ရအောင်လို့ထင်တာဗျာယူလို့ရတယ်ပုံဆိုလို့ရှိရင်ငါးမြားတဲ့ခါကြောက်လို့ရှိရင်ကျွန်တော်တက်တာရခွင့်ရှိရင်မဟုတ်လားကျွန်တော်စစ်ဥစားငမြားနာအခုဆိုလို့ရှိရင်10ခေါက်လောက်ရှိနေလားမသိအခုထိမရဘူးကြည့်ပြစမ်းပါကွာမပေးဘူးလားငါ့ကိုโอ้พี่ရတကယ်ကျလို့ခဏလို့ကျွန်တော်တစ်တာကြီးโอเคတစ်တာရโอเคကျွန်တော်တစ်တာကြီးတဖွင့်ကြီးရအောင်ဘာရမလဲဆိုတော့ဒီတစ်တာကြီးဖြိုးလေးခါကြိုင်ကျွန်တော်တို့အတီးရခွင့်ရှိတယ်တိလားဟေးကျွန်တော်တို့တဖွင့်ကြီးအောင်ဒါပေမဲ့အပုတ်တွေပဲရအောင်ငါကန်ဒီကပုတ်လို့လေကွာဟာဘလို့တစ်တာကြီးခင်းအောင်ပြောင်းသွားခင်းအောင်တီးရမှာအဲ့လိုလားကွာဖွင့်ကြီးโอ้ဖက်မိုင်းပြီကွာဤပါကွာဘာပဲလို့ကဲပို့ကွာတကယ်ပါပဲလွန်ခဲ့တဲ့ဗီဒီယိုကကျွန်တော်ခြံခဲ့တဲ့အရာကျွန်တော်ဒီစီးဝမ်ကနေဒီကောက်စီကနေဝယ်ရမယ့်ပစ္စည်းပဲဖြစ်ပါတယ်ဒီကောက်စီကနေကျွန်တော်ဝယ်ရမယ့်ပစ္စည်းကကျတော့ရှောင်းလေးဟာကီပဲဖြစ်ပါတယ်တကယ်ကျွန်တော်ရေးပြီးလိုက်ချာကြိုင်းကျွန်တော်လိုရလို့ရှိရင်လွယ်လေးပဲတကယ်ကျွန်တော်သူ့နဲ့စကားပြောလိုက်ဘာတွေပြောလိုက်လို့ရှိရင်ဒါမျက်လုံးလုံးလဲဟိုစားစကေးခုပေါ်လာတာဒီစကေးကကျတော့ကျွန်တော်တို့မွန်ဒီကိုရှောင်းရတာဖြစ်တယ်ပုံမှန်ဆိုလို့ရှိရင်မွန်ဒီကကျွန်တော်တို့အနားသွားနေထိုးတယ်မဟုတ်လား对啦，ဒီ skill ရှိတဲ့ခါကျရင်3កောက်လား4កောက်ရှောင်းလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ skill နဲ့ရှောင်းလာပုံများလေပူပြီးတော့နေရှောင်းလာလေပူပြီးများလာလေအေးငါပြောတမျိုးကြီးပဲရှောင်းလာပုံများလာလေဟိုစားပူပြိုပြီး level များတက်လာတယ်လို့မို့ကွာဥပဖြစ်ကျွန်တော်တို့3လများတဲ့ခါကျရင်3កောက်ရှောင်းလို့ရတဲ့နေရာမှာ4កောက်ဖြစ်လာမယ်5កောက်ဖြစ်လာမယ်6កောက်ဖြစ်လာမယ်အဲ့လိုတဖြည်းဖြည်းများလာမှာပြောတာပါတကယ်ချင်းတို့ကျွန်တော်ပြောစရာတစ်ခုရှိတယ်ကျွန်တော်ဒီထက်ရေစီးပွားကနေလာပြီးတော့နေကျွန်တော်မိတောင်ပါရေနော်ပြီးဒီလေးပါထိုင်ဖန်တယ်ဒီလားတချင်းလေးနားထောင်လိုက် level လေးထိုင်ဖန်လိုက်နဲ့ဗီဒီယိုရိုက်တာဘယ်ကလေးရက်သွားလဲဆိုတော့ကျွန်တော်သိအောင်မသိလိုက်ဗျာ
ကျွန်တော်လောက်လာကြဘာမှလောက်အထူးထူးမရှိပါဘူးတကယ်ကျွန်တော်ရေကျွန်တော်ကျုံးနေပါရှိတယ်မော်နေဝဲလက်ချောက်ပတ်သက်နေတာဒီလားလာဒီဘော်ကြီးကနောက်ခေါက်တက်လို့ရပြီကျွန်တော်လက်တက်ရအောင်ကွာကတော့ကျိုးတော့သွားလို့ရပြီကွာကျိုးတော့မကြော်ခဲ့အေးပါကွာအလူဆိုဒီငါပြောဒီဗျာချီးမေဘော်ကြီးဒီခေါက်လေးမပေးဘူးလားအနေတော့ကုတ်လေးတော့ပေးတင်နေဟိုမပေးဘူးကြာတကယ်ရခက်တယ်ကျွန်တော်ဒီကျိုးကနေမသွားခင်ရင်ဒီကျိုးမှာဝယ်လို့ရတဲ့ပစ္စည်းတွေရှိတယ်တကယ်ကျိုးလို့ရေကျွန်တော်ပြပြမယ်ဗျာဒီကျိုးမှာကျွန်တော်တို့မော်နီတက်တဲ့ခါတိုင်းကျွန်တော်တို့ရတဲ့ပစ္စည်းတစ်ခုရှိတယ်ဗျာခဏလုံးကျွန်တော်အိတ်ထဲမှာဖွင့်ပြအောင်တကယ်ကျိုးလို့ရေအဲ့ဒါကျွန်တော်နှချိဘူးလို့ကျွန်တော်ခေါ်တယ်ဒီလားဒီကဘူးလို့ခေါ်လို့မသိကျွန်တော်400တော့ရှိတယ်ဒီလားကျွန်တော်ဖဲနေတာအေးနှချိဘူးလို့လည်းကျွန်တော်ပစ္စည်းတွေဝယ်လို့ရဒီကောက်စီမှာကျွန်တော်တနက်တက်လက်ဝယ်လို့ရလားမသိခဏလုံးစကားပြောကြည့်လိုက်အောင်မယ်ဟုတ်တယ်ပါတယ်ဟုတ်လေကွာဒီကောင်ကြတော့25ခုတုံးတယ်ဗျဒီဗီဇာဆိုတာလားဘာလားမသိအဲ့တနက်တလက်ဝယ်လို့ရပါတယ်ပြီးတော့ဒီအပေါ်ဘက်ချမ်းမှာကြတော့ဒီမှာ NPC ဒီကောင်ရှိတယ်ဘယ်နားမှာလဲကွာဟောဒီဘက်ဒီပေါက်ထဲမှာတကယ်ကြီးတို့ဝယ်လာတဲ့ခါကြလို့ရှိရင်ဒီကောင်ဒီကနေဓာတ်တလက်ဝယ်လို့ရတာဒီဓာတ်ကြတော့ခဏကဘော်ကြီးကတုံးတဲ့ဓာတ်ပဲဖြစ်ပါလေဗျာဒီဓာတ်ကြတော့အမှတ်100တော့မှပြီးရဒါပေမဲ့မိုက်နေဗျာဒီဓာတ်ရလန်းနေကျွန်တော် main account မှာဒီဓာတ်က level ဆုံးတဲ့ဓာတ်တက်လက်ပဲရှိရတယ်ကျွန်တော်တို့မှာကျွန်တော်ဆဆော့တော့ဒီ game ဆဆော့ကကျွန်တော်ဒီဓာတ်ကြီးကိုတော်တော်လေးကြိုက်တာဗျာသူက Excalibur နဲ့တူနောက်ပြီးတော့နောက်တစ်ခုဝယ်လို့ရတာကျွန်တော်ဒီကောက်စီမှာဖြစ်ပါတယ်ဒီကောက်စီမှာဝယ်လို့ရတဲ့ပစ္စည်းကကောင်းနေသီလားကျွန်တော်ဝယ်လို့ရကျွန်တော် mass ပဲဖြစ်ပါတယ် image ထည့်လိုက်လို့ရှိရင်ကျွန်တော် COVID-19 မဖြစ်တော့ပါဘူးမဟုတ်ပါဘူးတကယ်ကြီးရေ image ထည့်လိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်ပြေးတာပို့ပြီးတော့မြင်လာနောက်ပြီးတော့တွေးလည်းပြန်စုပ်ပေးတယ်သီလားကျွန်တော်ဒါပေမဲ့ထိတဲ့ခါကျရင်တွေးပြန်စုပ်ပေးရမကြည့်ကျွန်တော်ထည့်ပြကျွန်တော်ပုံမှန်ပြေးတာတဲ့အများကြီးမြင်လာတယ်ဗျဟုတ်လားတူတီမကြည့်တော့ဒါပေမဲ့ထိပြရင်တကယ်ကြီးရေပြန်တော့ထွင်းအကျုကျွန်တော်တူပြန်ထိုးတဲ့ခါကြာလို့ရှိရင်မကြည့်ကျွန်တော်ထိုးပြကိုကြီးလို့ရမှာကွာငယ်ကျတွေးတက်လာကိုကြည့်တာဂျုတူလာပုံမှန်တက်လာတဲ့အများကြီးတက်လာတယ်ဗျာတွေးဟိုစားကျွန်တော်ပို့ထိုးတာလေပို့ထိုးလေတွေးတက်တာပုံမြန်လီဗျဟုတ်လားဂျုနဲ့တွေးတက်လာလန်းနေကောင်းနေဗျာဒီအကြီးဒီခေါက်ကျွန်တော်လာရတဲ့ဂျုံကကျွန်တော်ရေခဲကျုံးပဲဖြစ်ပါတယ်တကယ်ချင်းလို့ရေဒါပဲဒီခေါက်ရေခဲကျုံးကကျွန်တော်နန်းတော်ရှိတဲ့ရေခဲကျုံးပဲဖြစ်ပါတယ်ဒီကျုံးကကျွန်တော်ထူးဆန်းတဲ့ຢာတစ်ခုရှိတယ်ဒီလားအဲ့ဒါကျွန်တော်ဒီကျုံးမှာရှိတဲ့မော်နီတက်တိုင်းကျွန်တော်တို့တော့တက်လက်ရခွင့်ရှိတယ်ဒီလားနောက်ကြလို့ရှိရင်ကျွန်တော်ရတဲ့ခါကြလို့ရှိရင်ကျွန်တော်ပြပြမယ်ဘာလို့ရလဲဆိုတာအီတော်ကြီးလန်းဒီလားလာကျွန်တော်တို့ level နောက်လည်းအများကြီးပဲဆက်ဖမ်းရအောင်ဗျာဆက်ဖမ်းရအောင်ဗျတက်မှာကျွန်တော်မော်နှစ်ဖက်ရှိတယ်ဒီလားဒီဘက်ချက်မှာတစ်ဖက်ရယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ဘက်ချက်မှာရယ်နောက်တအုပ်စုရှိတယ်ဗျဒါပေမဲ့အားလုံးက e-port တွေပဲကျွန်တော်တော့ easy ပါဗျငယ်ကြီးတို့ရေးကျွန်တော်ကန်တရားကိုကျွန်တော်တော့မယုံနိုင်ဘူးသိလားဒီကျိုးလာတော့ level 300စား1350ဟိုအခု1425level 100နီးပါးဖမ်းလာတော့ကွာတော့မပြောနဲ့တန်ဆိုတန်ဆာအနံ့4000မရဘူးပုတ်လိုက်တဲ့ကန်တရားကွာတကယ်ကြီးလားကွာငါကမယုံနိုင်ဘူးကွာဘယ်လိုဖြစ်လို့မရတာလဲဒီကျွန်တော် level 100နီးပါတော့မော်နီတက်အားမရဘူးပေါ့လေလာကျွန်တော် boss တက်ရအောင်ဗျာဒီကျုံးမှာဒီနန်းတော်ပေါ်မှာဆို boss ရှိတယ်လား boss မတက်ခင်ကျွန်တော်ပြောတော့ဘာလို့ရလဲဆိုတာဒီတော့လာခဲ့တကယ်ကျလို့ရှိရင်ဒီထဲဝင်သွားလို့ရတယ်လားဘေးကကျရင်ဒီမှာတစ်တာတစ်ခုရှိရဗျာတစ်တာတဲ့ကိုတကယ်ကျလို့တော့သုံးလိုက်တဲ့ခါကျလို့ရှိရင်ဓာတ်တက်လိုက်ရတယ်ဗျာအဲ့ဒါကျတော့ ring ကိုခုရက်ဓာတ်တကယ်ကျလို့ရေမိထားပါပါ ring ကိုခုဓာတ်နဲ့ဆင်းတယ်လားဘော်ကြီးကဘယ်လိုစကီးတုံးလာလဲ what the hell ဒီကောင်ကတွေ့ရလားသူက fight ချင်တာပေါ့ဟုတ်လား fight ချင်တာကိုဒီကောင်တော့မရလို့တင်းလာတော့ဖဲလို့ဒါပဲလို့မရဘူးကွာဘူတာဒီအကောင်တင်းနေကျွန်တော်နောက်ကြောက်မှာဘူတာဒီအဝေးကင်းလို့ရအောင် C3 ရောက်မှာလို့တော့ကွာဂျီလာခဲ့ဤပေါ်တော့ကောင်ဒီဘယ်လိုဒီအောက်ကနေထိုးလို့မရအေးတော့ထိုးလို့ရတယ်အခုထိုးလို့မရတော့လားဟေးအဆိုင်ဒီကောင်တက်လို့ရှိရင်လေတော့ရခွင့်ရှိသလားတော့နှစ်ချောင်းရှိတယ်ဒီကောင်တက်လို့ရှိရင်ရခွင့်ရဒါပေမဲ့ကျွန်တော်စီဒီကျွန်တော်ရမယ်လို့မထင်ဘူးမမျော်လင့်တော့ငါတော်ကြီးဘာမှမမျော်လင့်တော့ငါကန်တရားငါတိသွားဘာပဲလို့ရတယ်ဆိုတော့မရှိအဲ့ကောင်ကြီးကနေရတဲ့တော့ကြတော့ကျွန်တော်ဒီအခုကျွန်တော်သုံးတယ်ဟိုစား6ရောက်ကြီးတည်လာတန်ကြီးကျုံနေအဲ့ဒီ fighting style ကိုစား video တင်လို့ရတယ်ဗျာအဲ့ဒါကြတော့ကျွန်တော်နောက်ဟိုစားလက်တီး video လောက်တဲ့ခါကျလို့ရှင်တင်ပြအောင်ခဏဒီထဲကိုကျွန်တော်ဘက်လောက်ပြီးဖွင့်သွားလို့ရတယ်ဒီ flash တင်နဲ့ဟုတ်လား feature နဲ့ဝင်ရခါကျရင်ဒီထဲမှာဒီကောင်မကြီးနဲ့လာပြီးတော့စကားပြောခါကျလို့ရှင်ကျွန်တော်တို့ဟိုစားဒီ6ကြီးကို video တင်လို့ရတယ်ဗျာအခုကကျတော့ပြောလို့ရမလို့ကျွန်တော်မထင်ပြောလို့ခါကျလို့ရှင်သူပြောမယ် you ဟိုစားဗလဲအစင်တင်မဖြစ်သေးဘူးနောက်တမလာကနူဒါပေမဲ့မင်းကလေးတန်ရလို့ဘူးလားကျွန်တော်ဒီဘော်ကြီးကိုနောက်ခေါက်တက်လိုက်ရတယ်တကယ်ကျွန်တော်တက်ရအောင်မရမယ်ဆိုတော့ငါသိရသီလားဒါပေမဲ့တစ်ခါရောက်လို့ရှိရင်နည်းနည်းလေးရခွင့်ရှိတာဟိုကလူချင်းစိတ်ပေါက်လို့တော်တော်လေးဘာရောက်ကလည်းသိကြည့်မလားမရဘူးဆိုမရ
မှတိတိနေကဟိုစားလက်ချုပ်မျောလင့်နေဘာကောင်းလို့ဒီကွာကလည်းငါကန်တရားတွေကပုတ်လို့အကြည့်ရကွာကျွန်တော်တို့အသီးစိန်တာနီးလဲလေးပါလေးတုံးကြည့်အောင်ငါနီးလဲယူကြည့်ရလာတကယ်ကြည့်တာတကယ်ကောလာရအောင်ကြည့်တာgod id ဆိုလို့ရှိရင်ရအောင်ကြည့်တာဟော I am not the god I am not the king I am ဘုရားတွေ့လားတကယ်ကျွန်တော်ပြောတော့ဘလားအင်းနီလည်းတုံးကြအင်းနီလည်းတုံးကြမင်းကောလည်းအင်းနီလည်းတုံးကြgod id ဆိုလို့ရှိရင်ကောလာရတယ်ကွာဘုတ်တိုင်းရတယ်ဝါဒါတော့နောက်ဆုံးကျိုးပဲဖြစ်ပါတကယ်ကျွန်တော်ရေပုံတိုင်းကိုကျွန်တော်တို့ Monday ပဲပတ်တက်ရတယ်ဒီလားဒီအောက်ကောင်ကြီးတက်ရတယ်ပြီးတော့ကျွန်တော်ဒီအပေါ်ကောင်ကြီးတက်ရပါတယ်ဒါပေမဲ့ကျွန်တော် level တကယ်ကျွန်တော်ရှိုးရင် level 1400နဲ့99နောက်တစ်ကောင်တက်လို့ရှိရင်ကျွန်တော်တို့ C3 ကိုဒိုးလို့ရပါပြီငါဖမ်းလိုက်ရတာငါနေငါမို့လားယောဂျူစကီလေးတွေပါလေးနဲ့နည်းပါဖမ်းရအောင်ကွာဒီလိုကိုလည်းပုံသားကြီးနေပဲတုံးတော့ပြင်းလာI go to C3 yay မင်းကတီတီတွားလို့ရပြီဟဲ့ရောက်မင်းလစ်တော့မကယ်ဆိုလို့ရှိရင်ဒီကျုံးမှာလည်း boss ရှိတယ်တကယ်ဆိုလို့ဒီ boss ကြီးကကျွန်တော်တက်လို့မရဘူးဗျာကျွန်တော်ဒီချက်ရင်ဟိုစား line ကြပြီးတော့နေအခန်းထဲကထော်ရတယ်တလားအခန်းကြီးက reset ကြပါလေဗျာကျွန်တော်နောက်ကြမှာပဲလက်တက်ရအောင်ဒီ boss ကြီးကိုတက်လို့ရှိရင်ကျွန်တော်တော့တစ်ချောင်းရခွင့်ရှိပြန်ပြီတလားပြီးရင်ကျွန်တော်ရေလက်သီး video လုပ်လို့ရတယ်ဗျာကဲတကယ်ကျွန်တော်ရေ this is the mission time ကျွန်တော်တို့ဒီ C2 မှာရှိတဲ့ mission တွေအကုန်လုံးလိုက်လို့ရအောင်ဗျာ mission မလုပ်ခင်ရင်နောက်ခေါ်လို့စမ်းကြည့်ပဲတကယ်ကျွန်တော်ရေကျွန်တော်ချက်ကန်းဆန်ဦးတူလာဖြစ်ရင်ဖြစ်မယ်ကွာနောက်ခေါ်လို့ခဏလို့ ATO ဆို god ပြီးရင်ခဏလို့ ATA okay စမ်းကြည့်တကယ်ပဲကောင်းလာလားကွာကျွန်တော်ချက်ကန်းဆန်ဦးတူရသီလားချက်ကန်းဆန်ဦးတူပြီးတော့ဒီဥစားကောလာပါရပါလားဟဲ့တင်းငက်သီလားဟဲ့ရောက်နေမဟုတ်လို့ကွာငါဘောစရခါကြိုင်အဲ့လိုရေးပြီးတက်ရတော့ပဲယောဒီကေမဟုတ်လို့ကြည့်ပါဦး gravity what the ဒီဗီဒီယိုပြောလာပဲဒီလားအကောကျွန်တော်အဲ့လိုမတုံကြည့်တာမရဘူးအဲ့လိုပြောလာပဲဒီလားလာမရှင်းလို့ရအောင်တကယ်ကျွန်တော်ရေးမရှင်းရကြတော့ဒီကောင်းစီပါလို့ရမှာဒီလားဒီကောင်းရေးမရှင်းရကြတော့တက်ဆိုင်ရကြတော့နှစ်ခုရှိတယ်ဒီလားတကယ်ကျွန်တော်ရေးကျွန်တော်တို့ဒီ C2 လာပြီဆိုရင်မဖြစ်မနေလို့ရမှာဗျာ C2 တွားမယ်ဆိုလို့ရှိရင်နောက်ပြီးတော့တစ်ခုလို့ဟိုစားဒီကောင်းမရှင်းလို့တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့လူသားပြောင်းလို့ရမှာဖြစ်ပါတယ်တကယ်ကျွန်တော်ရေးလူသားပြောင်းလို့ရမှာလူသားကို awaken လုပ်လို့ရမှာပေါ့နော်ပထမဆုံးသူလောက်ခိုင်းတာကြတော့ကျွန်တော်ဒီဘက်ချက်မှာရှိတဲ့ mon တွေကိုတွားပြီးတော့တက်ရမှာဖြစ်ပါတယ်တကယ်ကျွန်တော်ရေးဒီကပင်လယ်လေးများရှိရလေဒီနမရပါကြီးလေကောင်းလို့မယ် အော်ကျွန်တော်ခုတတိယတကယ်ကျွန်တော်ဒီကျိုးလာပြီဆိုရင်ဒီနောက်မှာလက်တီးတစ်မျိုးဝယ်လို့ရတိလားဒါကြောင့် dragon လူဟိုစားလက်တီးပဲဖြစ်ပါတယ်300ကကျွန်တော် famine ပဲဖြစ်ပါတယ်တကယ်ကျွန်တော်ရေ famine ကကြတော့ဘယ်လို fan ရလဲဆိုတော့ကျွန်တော်နောက်ပြပေးမယ်တိလားအဲ့ခဲအောင်ကျွန်တော်ခဲပစံဘယ်လိုခေါ်တာပို့ပြီးတန်တယ်တိလားဘယ်လိုခေါ်လဲမသိသူများလည်းအများဖြစ်ကျွန်တော် famine လို့ခေါ်တာလားဘယ်လိုလဲမသိခေါ်လာကျွန်တော်တို့မရှိစလို့ရအောင်ဗျာမရှိရကြတော့ကျွန်တော်တို့ဒီနားမွန်ဒီအကောင့်90တက်ရမှာဖြစ်ပါတယ်ဟုတ်လေဟုတ်နံပါတ်ငမှတ်ထားမပါဘူးနော်Okay မနေယော50ပြီတကယ်ကျွန်တော် mission ပြီဗျကျွန်တော်တို့နောက်ထပ်လောက်ရမယ့်အရာရှိသေးတယ်အဲ့ဒါကြတော့ခဏကောင်းစီပြန်သွားအောင်ငါဘာဖြစ်လို့အိမ်နာမှာအိမ်ပြေဟိုစားမလုံထားလေကကလည်းနားလေဒီလားခဏလို့ကျွန်တော်ရှောက်တော့လိုက်ဝင်ပြီးရင်တကယ်ကျွန်တော်ဒီကောင်းစီပြန်လာပြီးခါကျရင်ဒီကောင်တကယ်ကျွန်တော်ပြန်လိုက်မယ်အစရမလို့ဆလမေဟိုဘတ်တကောင်တတပီဘော့စကထရလီကိုဆွမ်းလွန်တယ်ကျွန်တော်လည်းတရားမင်းဘော့စကကျွန်တော်ဒီကောင်မင်းဖြစ်ပါတယ်မဟုတ်ပါဘူးငါတန်လို့မဟုတ်ပါဘူးငါ ABC တန်နေပဲရောကုန်ကြီးကွာလက်တက်မှာကျတော့ဒီကောင်မဖြစ်ပါတကယ်ကျွန်တော်ရေးဒီဂျီလမီလားဘီလမီဆိုတဲ့ကောင်ကြီးကိုလက်ဆုံးမရပါမင်းမပြီးကြချိပေးတက်လို့ရှိရင်တက်တဲ့ခေါက်လေကျွန်တော်တို့ပစ္စည်းရခွင့်ရှိသေးလားဒါပေမဲ့ငါဘာဖြစ်လို့မရလဲငါတကယ်နားမလဲလာကျွန်တော်နောက်လိုက်ကြတကယ်ကျွန်တော်ဆက်သွားမယ့်နေရာကြတော့ကျွန်တော်ဒီပေါ်တက်လာရမှာဖြစ်ပါတကယ်ကျွန်တော်ရေးကျွန်တော်ဒီပေါ်တက်လာပြီးဆိုတော့ခါကျရင်ကျွန်တော်ဒီနေ့မှာမှတ်သွားရမယ့်အရာရှိရတိလားကျွန်တော်မသွားရမှာကျတော့ဒီဘက်ချက်မှာပါတကယ်ကျွန်တော်ရေးဒီမှာစပယ်ခုံတစ်ခုရှိတယ်အဲ့ဒီစပယ်ခုံမှာလျှက်ချက်ဟိုစကွက်ရှိရတိလားအဲ့ဒါကြီးကိုကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးတော့နေကျွန်တော်တို့မသွားရမှာဖြစ်ပါတယ်ရောထဲမှာကျတော့တကယ်တို့ဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်ဒီအဆက်30ရှိတဲ့နေရာကိုတကယ်ကျွန်တော်နှိပ်ပြီးတော့နေတကယ်ကျွန်တော်အိမ်မှာကင်မလာဆိုတဲ့နေရာကိုတကယ်ကျွန်တော်နှိပ်လိုက်နေတဲ့ခါကျရင်တကယ်ကျွန်တော်ဓာတ်ပုံရိုက်လို့ရပါတယ်ချက်ပြီးရခါကျလို့ရှိရင်တကယ်ကျွန်တော်ဒီပြန်ပိတ်လို့ရတိလားပြန်
ပိတ်လို့ရှိနေရပြီးဒီစစ်တဲ့ကိုတွားပြီးတော့နေဒီဓာတ်ပုံရတဲ့နေရာမှာတွားလိုက်ပြီးခါကျရင်နာမှာကင်မရာဆိုတဲ့နေရာမှာအပုံလေးရှိပြီဒီလားအဲ့ဒါလုံးတကယ်ကြီးလို့မှတ်ထားမှာပါအဲ့ဒါကြတော့တကယ်ကြီးလို့ဓာတ်ပုံရိုက်ပြီးဆိုတဲ့ခါကျလို့ရှိရင်ကျွန်တော်နောက်လိုက်လာပါတကယ်ကြီးလို့ဒီခေါက်တွားရမှာကျွန်တော်ဒီဗလဲလက်ဝိတ်ထိုးတဲ့နေရာလားခိုလာဆွန်လားဘာလားအဲ့ဒီကိုတွားရမယ်ခိုလာစီယမ်ဘာလဲခိုလာဆွန်ကိုလစီတော့ဒီကောင်အဲ့ဒီကျွန်တော်တို့တွားရပါမယ်ဂျုပ်ဒီနေ့မှာကျွန်တော်လောက်ရမှာကျတော့အပေါက်တစ်ပေါက်ရှိရသေးလားအေးအပေါက်တွေကျွန်တော်ဝင်သွားရမှာဟုတ်ရှိမှာတို့လားအော်ငါမလို့တင်တော့တကယ်ကြီးတို့ဒီအောက်ကအပေါက်တွေကိုတကယ်ကြီးတို့ဝင်သွားရမှာဖြစ်ပါတယ်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ခဏကဓာတ်ပုံရိုက်ခဲ့တဲ့ဟိုစားစကဝတ်တွေလေအဲ့ဒါတွေကိုတကယ်ကြီးတို့ကိုနဲ့လက်တိုက်တဲ့ခါကျလို့ရှိရင်တကယ်ကြီးတို့ဟိုစားလှုပ်ဟိုစားတကားကြီးကဖွင့်လို့ရတယ်ပထမဆုံးဟာကအလိုမျိုးပြီးရင်ဒုတိယဟာကအဲ့အလိုမျိုးပြီးရင်နောက်ဆုံးဟာကစီလိုမျိုးโอเคပထမဆုံးကဒါပြီးရင်ဆောင်းရနေလို့ရတာတကယ်ချင်းတို့အရင်ရနေလို့ရလားစက်ကြီးအောင်ကောင်းခဏလေးတကယ်ချင်းရေကျွန်တော်တီချာတိတ်လိုက်ဦးပဲဒီတော့ကျွန်တော်တိုက်ပတ်ပဲဒီလားပြီးရင်ဒီတာပြီးရင်ဒီတာမလားโอเคမန်ပြီကွာအရင်လုံးလို့မရဘူးဒီလားတကယ်ချင်းတို့ရေသူပြထားတဲ့အပုံလေးရဲ့အစင်လိုက်လောက်ရတယ်ဒီလားပြီးတဲ့ခါကျလို့ရှိရင်တကယ်ချင်းတို့အုတ်ထုတ်တခုရခင်ပဲဗျာအီအုတ်ထုတ်ကြီးကတကယ်ချင်းတို့ထည့်ထားတဲ့ခါကျရင်လက်တီးနဲ့ထိုးတဲ့ခါကျရင်ဓာမိတ်ပုံများလာဒီလား900ခင်းလို့လား1000ခင်းလို့လားမသိဘူးပြီးတဲ့ခါကျရင်ဒီနာထောင်လေးကောင်တွေတကယ်ချင်းတို့လူပေးရမှာဖြစ်ပါတယ်အဲ့ကောင်တွေဟာထောင်လေးလူပေးတော့မတော်ဘူးကျဟာဒီကောင်တွေကွာအဲ့ဒီထွက်သွားရင်တဲ့ဒီကောင်ထောင်လေးကနေကြိုက်နေသူတယ်ငါထောင်လေးလွတ်ပေးတာမအားနေသူတယ်ဒီဘက်မှာကျတော့ NPC ဒီကောင်ရှိတယ်ဒီလားဒီကောင်ကကျတော့ကျွန်တော်တို့စီတူတူရာခါကျလို့ရှိရင်ဒီကောင်နဲ့လာပြီးတော့စကားပြောအောင်ဒီလားအခုကကျတော့ပြောလို့မရသေးကျွန်တော်တို့လှုပ်ကြရအောင်လည်းရှိသေးတယ်တကယ်ကျတော့ထပ်လို့ရမယ့်အရာကျတော့တကယ်ကျတော့ဒီအပေါ်တက်လာတယ်ဒီလားဒီနောက်မှာ NPC ဒီကောင်ရှိတယ်ဒီလားဒီဖိုးကြီးကိုတကယ်ကျတော့အတီးတစ်လုံးပေးရလိမ့်မယ်ဒီလားပေးလို့ရတဲ့အတီးကကျတော့ကျွန်တော်တို့1 million တန်တဲ့အတီးဒီလားအနေဆုံးကကျတော့ဒီ quality ကအနေဆုံးပဲလားမသိကျွန်တော်ရဲ့ game သူကစားတဲ့ညီလေးစီကတမခဲ့ဒီလားတကယ်ကျတော့ပထမဆုံးထင်တယ်ကျွန်တော်အတီးကောင်းနေပါလေစိတ်လို့မရဘူးအဲ့လိုထင်ပြီးတော့ကျွန်တော်သူ့စီကတမခဲ့မဟုတ်လို့ရှိရင်ကိုယ့်ဘာသာကိုယ်စိတ်ပြီးတော့ပေးလို့ရတဲ့ဟာလာပေးအောင်ဗျာဒီကောင်ပေးတဲ့ခါကျရင်ကျွန်တော်တို့ boss ကောင်တက်ရမယ်ဒီလားပြီးတဲ့ခါကျရင်ဒီကောင်နဲ့အဆုမလူပလူI don't care I don't understand you understand I don't know မပြစလက်လို့ပြောတဲ့ခါကျရင် तू ကိုစီကနေအတီးတစ်လုံးမအောင်ဒီလားတကယ်ချီးပေးကောင်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ဒီက boss ကောင်တက်လို့ရှိရင်ကျွန်တော်တို့ C2 တော်ပြရဒီလားဒါပေမဲ့ boss ကြီးကမမွေးတကယ်ကြီးလို့ရေးမမွေးသေးဘူးဆိုတော့ကျွန်တော်တို့ဘာလို့ရင်ကောင်းမလဲတကယ်ကြီးလို့ရေးကျွန်တော်တို့ဟိုစားလူသားမရှင်းတလို့ရအောင်တကယ်ကြီးလို့ရေးကျွန်တော်တို့လူသားကို awakening လုပ်လို့ရတယ်ဒီလားတလို့ရအောင်လူသား awakening လုပ်ဖို့တော့တကယ်ကြီးလို့ဒီကျိုးလာရအောင်ဒီလားပြီးတဲ့ခါကျရင်ကျွန်တော်နောက်လိုက်လာခဲ့ပါဒီနောက်မှာဟိုစား NPC တကောင်ရှိတယ်လေးလေးဘူးတကောင်ရှိတယ်ဒီကောင်လာပြီးတော့စကားပြောရမယ်ဒီကောင်စကားလည်းပြောတဲ့ခါကျရင်တကယ်ကြီးလို့ mission လုပ်လို့ရမှာကျွန်တော်ခါမှလုပ်ပြတဲ့ mission မဖြစ်မနေလုပ်ရမှာနော်အဲ့ mission မလုပ်ခဲ့ဘူးဆိုရင်ဒီကောင်စကားပြောမရဘူးဒီလားဒီကောင်စကားပြောတဲ့ခါကျရင်ဒီကောင်ကိုယ်စားပန်းမွေတုံးပင်ရှာခိုင်းလိမ့်မယ်ဒီလားကျွန်တော်တို့ပန်းမွေးရရှာဖို့အခါကျရင်ဒီကောင်လည်းပြန်စကားဟိုစားပြန်လာပြောရအောင်ဒီလားပထမဆုံးပန်းမွေးရှာတဲ့နီလန်းကလွယ်လွယ်လေးပဲတကယ်ကျွန်တော်တို့မွန်ဒီလက်ရှောက်တက်လို့ရှိရင်ရမှာဖြစ်ပါတယ်ခဏနေကျွန်တော်လိုက်ရှာတက်လိုက်အောင်မွန်တက်ပြီးတော့နေရှာတဲ့ပန်းမွေးကအဲ့လောက်ထိရှာမခက်ဘူးလားဥမကြီးရဟာယူတလားဒါကြတော့အဝါရံပန်းမွေးဖြစ်ပါတယ်ခဏနေတကယ်ကျွန်တော်အနီးကပြပေးမယ် look at that look brother ဒီလားဒါကျတော့အဝါရပန်းပွေးပဲဖြစ်ပါတယ်ဒီလိုမျိုးပန်းပွေးနောက်ထပ်3ပွေးရှာ3ပွေးမို့2ပွေးရှာအောင်မဒီလားဒါပေမဲ့နောက်ထပ်1ပွေးရတော်လေးရှာခက်တယ်ဗျာအဲ့ဒါကြီးကညာဘိုင်းအောင်မရှာလို့ရအဲ့တိုင်ပတ်တယ်နောက်တစ်ပွေးကကျတော့ကျွန်တော်တို့ဒီကျုံးကလည်းရှာရမှာပါခဏနေရှာမနေရကျွန်တော်ပြပေးမယ်တကယ်ကျွန်တော်ရေးဒီကျုံးတော့မှာတကယ်ကျွန်တော်ဒီအတုံးကြီးတွေတွေ့လားတကယ်ကျွန်တော်အဲ့နာမှာအတုံးကြီးဒီလိုဟုတ်အေးအတုံးလုံးကအားလုံးပေါင်း3လုံးရှိတယ်ဒီလားအဲ့3လုံးပုံမှာတကယ်ကျွန်တော်ရှာကြည့်ဗျာတကယ်မတွေ့ဘူးဆိုလို့ရှိရင်နောက်တနေရာကျတော့ဟိုဒီခဏကကျွန်တော် machine လောက်တဲ့ဟိုအပေါ်ကြီးမှာရှာရမှာဖြစ်ပါတယ်ဒီကမတွေ့ဘူးတကယ်ကြီးလို့ရေးအတော်လေးပေါ်တကယ်ရှာမတွေ့လို့ရှိရင်ဒီပေါ်တက်လာခဲ့သလားဒီအပေါ်ရဲ့ဒီတိုက်ရဲ့အရှိရဲ့ဒါမှပန်းကင်းဥစားတွေရှိရလားအင်းနာမှာတကယ်ကြီးလို့ကိုနဲ့ပုတ်ကြည့်ဗျာခါကြောက်ရှင်အဒီနာမှာပဲအိကြားထဲမှာသူမွေးရတလားခါကြရင်ကျွန်တော်တို့ရှာလို့မတွေ့ဘူးဗျာကိုနဲ့ပုတ်လက်ခါကြရှိပါရဟာမရှိဘူးလားကွာဒီနာမှာလေအေးနောက်ခါတော့ပုတ်ကြည့်ရင်ကောင်းမှာတကယ်ကြီးလို့ရေးမထိတာလားကွာဟာဘလို့မရှိတာတော့အစမ်းရေးအဲ့လိုဆိုရင်နောက်တနေရာမှာတကယ်ကျလို့ရေနောက်တနေရာကျတော့ဒါကျတော့နောက်ဆုံးနေရာဒီလားဒီတရားကြီးရှိတယ်သူလည်းတကယ်ကျလို့ရေအဲ့တရားရဲ့ဂျားထဲမှာဒီဂျားထဲမှာတော့မသိခဏတော့ကျွန်တော်ရှာကြည့်အောင်မယ်အော်မတွေ့တကယ်ကျလို့ဒီလားဒီမှာကျတော့ပန်းပွေအနီးပဲဖြစ်ပါတယ်โอเคအခုငါတိုင်ပတ်ပြီဒီလားပန်းပွေအပြာကြီးကိုရှာဖို့တော့ကျွန်တော်ညာဘိုင်းဆောက်ရမယ်ဗျာညာဘက်ရောက်ဖို့အကြာကြီးလိုလေးတယ်လူထင်တယ်တကယ်ကြီးရေကျွန်တော်ခဏကပြောထားတဲ့အတိုင်းကျွန်တော်တို့ခင်းရပတ်စံရဘယ်လိုရှာရလဲဒီလားခင်းရပတ်စံရကျွန်တော်တို့ awakening လုပ်တဲ့နေရာမှာတွားပြီးရှာရတာအသီးတွေ awakening လုပ်တဲ့နေရာမှာတွားပြီးတော့ကျွန်တော် rate တက်ရတာဗောနော်ကျွန်တော်တက်ပြမယ်တစ်ခေါက်လောက်
စီတူမှာဆိုလို့ရှိရင်တကယ်ကျွန်တော် rate tag ကိုတော့ကိုဒီတကယ်ကျွန်တော်ဒီအပူတစ်ပိုင်း A တစ်ပိုင်းကျွန်းကိုလာလို့ရတယ်ဒီလားဥစား rate tag ကကျတော့တကယ်ကျွန်တော်ဥစား level ဘလောက်ပဲဖြစ်တိုက်လို့ရတယ်ဒီလားတကယ်ကျွန်တော် C2 လာလို့ရပြီဆိုတာနဲ့ရပြီဗျဟုတ်လားကွာမဟုတ်ဘူးတကယ်ကျွန်တော် level 1100ရောက်တဲ့ခါကျလို့ရှိရင်မတိုက်လို့ရလားမသိဒါပေမဲ့တကယ်ချင်းခေါ်ရမယ်ဆိုတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဥစားအတူလိုက်သွားလို့ရတယ်ဒီလားဒီထဲမှာကျွန်တော်ဒီတို့ဖွင့်ရမှာကျတော့အနီးပြအစိမ်းပြပါတကယ်ကျွန်တော်ရေးတကယ်ကျွန်တော်နှိတ်ကန်ကြလို့ရှိရင်ဘာမှမကင်ထားနဲ့နော်ပြခါကျရင်ဒါမှတိတ်နေလိုက်โอเคအနီးပြအစိမ်းပြနှိပ်ပြခါကျရင်ဒီထဲမှာတကားပေါက်ကြီးပွင့်လာမယ်ပြခါကျရင်တကယ်ကျွန်တော် rate တိုက်လို့ရပါပြီဗျတကယ်ကျွန်တော်ပေါ်ရောက်ခဲ့ပြီဆိုရင်ဒီထဲမှာလေးလုံးကူတစ်ကောင်နဲ့တိုးလိုက်ပြီလားတကယ်ကျွန်တော်အဲ့ထဲမှာရှိတယ်မတုံးတဲ့အဒီတစ်လုံးထုတ်လိုက်ဗျဘာတိထုတ်ရင်ကောင်းကွာအငွေတီးထုတ်ရအောင်ဗျာကျွန်တော်တို့ဒီအငွေတီးနဲ့ကျွန်တော်တို့ rate ကတ်တွဲလို့ရဒီလားဒီကောက်စီကကျွန်တော်တို့ကတ်ဝဲရမယ်ဗျခဏနော်မစားမြုံโอเคကျွန်တော်တို့ပထမဆုံးစားတဲ့ကိုနှိပ်လိုက်ပါဒါအမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အတီးတွေကိုအဝေးကင်းလုံးတဲ့နေရာဒီလားကျွန်တော်အလွယ်ဆုံးကကျတော့မီခန်းဒီလားကျွန်တော်မီခန်းပဲသွားတော့မယ်တကယ်ကြီးတို့ရေတကယ်ကြီးတို့ဘယ်တီးအဝေးကင်းလုံးချင်တဲ့အတီးကိုလှုပ်လို့ရတယ်ဗျာဒါကျတော့ကျွန်တော်အသေးစိတ်နောက် C3 ရတဲ့ခါC3 ရောက်တဲ့အခါကျရင်ကျွန်တော်ရှင်းပြမယ်။ဗာလဲရတဲ့အခါ rate တဲ့နေရာတွေဝင်လာပြီဆိုရင်တကယ်ကျွန်တော်ဒီကိုရောက်ခဲ့မယ်ဒီလိုမျိုးကျုံ5ကျုံရှိတယ်ဗျာနောက်ပြီးဆုံးကျုံကကျွန်တော် boss ကောင်တက်ရမယ်နောက်ပြီးရှင်ဒီထဲမှာနေတဲ့အခါကျရင်ကျွန်တော်ဒီရှောင်းတဲ့ဟာကြီးကြီးကဖွင့်လို့မရဘူးဒီလားနောက်ပြီးအိမ်လဲပြန်လို့မရတော့ဘူးဗျာတကယ်ကျွန်တော်ဒီခန်းထဲကနေထွက်ချင်တယ်ဆိုရင် reset ကရာတာလုံးမထွက်လို့ရဟာငါကန်တရားကြီးကွာအေးပါကွာငါဒီထဲရောက်လာမှကြာကြီးဖြစ်တာဟုတ်အေးပါကွာငါထွက်လို့ခင်မလားကွာဒီခန်းထဲကနေတကယ်ကျွန်တော် reset ကလာတာလည်းချလို့မရဘူးဒီလားကျွန်တော်ပန်းပွင့်2ပွင့်ကောက်ထားတယ်ဗျာโอเคတကယ်ကျွန်တော်တို့နောက်ပြီးဆုံးကြိုးကတွေးကြနောက်ဆုံးကြိုးရောက်ခဲ့ပြီကိုကငါကြည့်ငါမလိမ္မာနှခါမောတဲ့အလုပ်လုပ်ရတော့မင်းတူတယ်နေပိုင်းပြန်ရောက်လို့ပဲတကယ်ကျွန်တော်ရေးတကယ်ကြီးပြီပဲအာကျေးဇူးပြုမိပါစီကွာလက်နှစ်ဖက်နဲ့ငါးနှကောင်ဖမ်းချင်တဲ့ဒုက္ခဒီခက်မှာကျွန်တော်တို့ boss ကောင်တက်ရမယ်တိလားတကယ်ကျွန်တော်ရေးဒါပေမဲ့ကျွန်တော်တော့ easy ပဲကျွန်တော်ပုံတာကြည့်ရဲဆိုတော့ဒါပေမဲ့လေဒီခက်နဲ့ဘော်ကြီးကစကီးစတိုက်နေလို့ရှိရင်တေးခွင့်ရှိရတိလားတော်လုံးမတေးချင်ငါဒီခက်ဝင်လာခဲ့တာတော်လေးမားတိလားချိဘီကောင်ကြီးမြန်တီကွာโอเคနိုင်ပြီကိုမီဟုတ်လားโอเคကျွန်တော်မြန်သွားရအောင်မြန်သွားရအောင်မြန်လေးကျွန်တော်တို့သွားရမယ့်ဂျုံကနောက်ပြီးဆုံးပန်းပွင့်ရှာရမယ့်ဂျုံကကြတော့ဟိုဒီဗလဲဇွန်ဘီဂျုံပဲဖြစ်ပါတယ်တငယ်ချင်းတို့ကြီးနေပိုင်းရောက်နောက်ထပ်10မိနစ်လား2မိနစ်ပဲလိုတော့ငါဒီဂျုံကပန်းပွင့်မတွေ့လို့ရှိရင်တိုင်ပတ်ပြီဒီလားအဲ့ဒီပန်းပွင့်အပြာရှာလို့ရတဲ့ဂျုံက3ဂျုံရှိတယ်ဗျာဒါပေမဲ့ဒီဂျုံကရှာအလွယ်ဆုံးပဲကျေးဇူးပြု please တွေ့ပါစေရှာမယ့်နေရာကကြတော့ဒီဂျုံရဲ့ဘေးပတ်လိမ့်မယ်ဒီဂျုံမှာတင်းချိုင်းကုန်လို့ရှိရလေအဲ့တင်းချိုင်းကုန်တွေပုံမှာလိုက်ရှာလို့ရှိရင်လည်းတွေ့ပါတယ်ဟာတကယ်ကြီးဟိုတွေ့ဟိုကဲကောက်လိုက်တာ oh my god okay မြန်ကောက်ရအောင်တတ်ပင်ရတာကွာကလေးလုံးမျိုးကြီးလေးရေးမင်းကပန်းပွင့်လည်းပေးပြီကွာယောယူအဲ့ခါကျရင်ကျွန်တော်လူသား V2 ဖြစ်အောင်နောက်ပြီးပတ်စံငါကြတော့9သိမ့်ပေးရပါတယ်အဲ့ခါကျလို့ရှိရင်ကျွန်တော်ဒါကြတော့လူသား V2 ကဘာကျွတ်ပြရလဲကျွန်တော်သိအောင်မသိဘူးလား V3 လည်းကျွန်တော်ကျွတ်ပြမသိဘူးဗျာဒီနောက်မှာတကယ်ကျွန်တော်ငမန်းလူသားဆိုတဲ့ခါကျရင် V2 လောက်ပဲအခါကျရင်ကျွန်တော်ရေထဲဆင်းတဲ့ခါကျရင်ဒါပဲမထီတော့ဘူးဒီလားကျွန်တော်တို့ V3 လည်းဆက်လုပ်ရအောင်ဗျာလူသား V3 လောက်မယ်ဆိုတဲ့ခါကျလို့ရှိရင်တကယ်ကျွန်တော်ဒီ boss တဲ့နေရာရှိတာလေးအဲ့နာရဲ့ဒီထောင်နာကိုတကယ်ကျွန်တော်ဝင်လာလိုက်ဒီမှာပေါက်ပေါက်ရှိဒီလားဒီနောက်မှာမောင်ဖင်ဝါနဲ့တကယ်ကျွန်တော်တိုးလိုက်မယ်စစ်တာဖင်ဝါတဲ့ဒီကောင်းလည်းကျွန်တော်စကားပြောပြီးတော့နေကျွန်တော်လူသားလောက်ရမှာဖြစ်ပါတယ်လောက်ရအောင်ဘယ်လိုလုပ်လို့ပြောအေးမလောက်ရမှာလေတကယ်ကျွန်တော်ဘာဖြစ်လို့လုပ်လို့မရလဲ what အေးဒါမှမဟုတ်ရှင်ဟိုဘော်ကြီးကိုတတ်ရအောင်မလားမသိခဏတော့ကျွန်တော် boss တတ်အောင်မတကယ်ကျွန်တော်ရေးကျွန်တော်ဒီဘောကဒီချီပီဘော်ကြီးကိုတက်ရမလားမသိတကယ်ကျွန်တော်ရေးဒီဘောကိုတက်လို့ရှိရင်ကျွန်တော် CTV တောက်လို့ရတယ်လားအဲ့ဒါမှလူသားဝီတူလဲလုပ်လို့ရအောင်မသိ okay မွေးကွာကျွန်တော်မမိတကယ်ကျွန်တော်ရေးကျွန်တော်စိတ်ထင်မတက်ရဘူးအဲ့လိုထင်တာကွာလားတက်ရအောင်ဒါပေမဲ့ဒီကောင်ကြီးကငနုလေးပါကျွန်တော်ဓာမေးတွေကကျဘလောက်ဆိုးွားနေပြီလဲဆိုတော့ကျွန်တော်ဓာမေးကြီးပဲအများကြီးတင်တာဒီလားတကယ်ကျွန်တော်ရေးဓာမေးကြီးပဲစုံနေပြီဗျာငနုလေးပါကွာဒီကောင်တက်လက်ခါကျရင်မြင့်မှန်တစ်ခုရခွင့်ရှိရသလားအဲ့မြင့်မှန်ကြီးကကျွန်တော် PV ချတဲ့ခါကျရင်အတီကောင်းတယ်ဒီလားဓာမေးလဲဓာတ်တွေလည်းဒီလေဓာမေးများပြီးတယ်နောက်ပြီးပြေးတာလည်းမြန်ပေးတယ်ဗျလာနောက်ကျွန်တော်တို့ပြန်ဟိုကောင်းစကားတပြောကြည့်အောင်ချိပေကြီးကဘလို့ဖြစ်လို့မလုပ်ပေးရလဲကျွန်တော်တကယ်စဉ်းစားလို့မရဘူးဗျာတော့ငါပဲလှုပ်တာမားလားအရင်တော့လှုပ်တာအဲ့ဘောကြီးကိုမတက်ရပါဘူးတော့ငါမတ်ထားတာပဲမားလားကွာကျွန်တော်မတ်ထားတာမားတယ်သူရဲ့လာသွားအောင်စစ်တာဖင်ဝါဒီခေါက်လည်းမရလို့ရှိရင်မင်းကဖင်နေအောင်တီးပေးမယ်ဒီလားရပြီလားကွာโอเคရပြီးခါကျရင်တကယ်ကျွန်တော်ဒီကောင်းတဲ့စကားပြောလိုက်ပါတကယ်ကျွန်တော်ဘာလူသားပဲဖြစ်ဒီကောင်းတဲ့စကားပြောပွဲခါကျရင်ကို့တူမရှင်းပေးမယ်ဒီလားဒီခေါက်ကျွန်တော်လူသားဆိုတော့တော်တော်သူတတ်ခိုင်းတာကြတော့ဂျယ်လီမီဆိုတဲ့ boss ရဲ့နောက်ပြီးရင် ODG ဆိုတဲ့ boss ရဲ့နောက်ပြီး Diamond ဆိုတဲ့ boss ရဲ့တတ်ခိုင်းပါတယ်ကျွန်တော် boss 3ကောင်တမရမယ် Diamond ဆိုတဲ့ boss ကကြတော့ဒီအပေါ်မှာဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပင်နာရှိတဲ့ boss ပဲဖြစ်ပါတယ်ခ
ခဏလို့ကျွန်တော် boss 3កောင်လို့မှားလိုက်အောင်မယ်တကောင်နှစ်ကောင်ပြီးတော့3កောင်ဒီကောင်ရင်ဓာကြီးကလန်းနေသီလားဒါပေမဲ့ကျွန်တော်ရမှာမဟုတ်ကျွန်တော်ကန်တရားပုတ်လွန်းအဲ့ကောင်ရင်ဓာကြီးကဖြူ6လို့ရှင်ကောင်းနေဗျပြီးတဲ့ခါကျရင်တကယ်ကျွန်တော်ဒီစစ်တာဖင်ဝါစီကိုပြန်လာလိုက်ပါသူကိုစီကနေဟိုစားပတ်စံ2 million မလိုက်မယ်သီလားအဲ့ခါကျရင်ကျွန်တော်တို့လူသား V3 ရပါပြီဗျာဒီထဲမှာလူသားမတူတဲ့ခါကျရင်လောက်ရတဲ့ mission မတူသီလားတကယ်ကျွန်တော်9လူသားဆိုလို့ရှိရင်ဟိုစားပင်လယ်ထဲမှာသွားပြီး CB တက်ရတယ်ဗျဟိုငရင်ကြီးကိုတက်ရတယ်သီလားဒါမှမဟုတ်လို့ရှိရင်တခြားလူသားဆိုရင်တခြားအရာတက်လို့ရယုံလူသားဆိုရင်တက်တာကောက်ရလားမသိကျွန်တော်လည်းတိတ်မမိဘူးတကယ်ကြီးလို့ရေးဒါကြတော့လူဟိုစားဟိမဲလူသားကြတော့အလွယ်ဆုံးပဲသီလား C3 ကိုဒို့ရအောင် C3 ကိုဒို့ရအောင်တကယ်ကြီးလို့ C3 တွားမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောထားတဲ့ကောင်လေးဒီနာဒီမောင်ဖင်နီကြီးကိုလာပြီးတော့စကားပြောလိုက်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ animation ပေးကြည့်မယ်သီလားဟို animation မပေးကြည့်ရင်ကျွန်တော်တို့တစ်ဖိုက်ရအောင်လားမသိဒီဗာလဲဒီ game ရဲ့အုံဓာကြီးလေဗာလေ RMP အိမ်ဓာလားဒီကောင်အိမ်ဓာကြီးကိုဟိုစားအိမ်ဓာတဲ့ပြန်ခေါ်ရအောင်ဒီကောင် e-pan နေတယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဗုဒ္ဓတိစွတ်အားသိချင်းနေတဲ့အဲ e-pan နေတာ3-5ရက်ရှိပြီကွာအိမ်ဓာတက်လို့ရှိလေမပြောက်ဘူး Windows ရှိချလေမပြောက်ဘူးငါ့ကိုဗုဒ္ဓတိနေနေလေအချွာအလီပါလီတူတဲ့အောင်လုပ်ပေးအဲ့လိုမျိုးပြောတော့ကျွန်တော်လုပ်ပေးလိုက်ပြီသီလားအမဖင်ဝါဖင်မဲကြီးဖြစ်သွားတော့ဒီကောင်ဟာငါပကဲသားနေတော့ဘူးငါ Windows system မှာဖြစ်တော့မင်းဟဲ့အောင်မင်းက Windows ရှိမပြီးဘူးကွာ Windows ရှိပြီးချလို့ရှိမင်းငါ့ကိုအီဆိုကလို့တီးကွာမင်းကမသိမရှိ Windows system ရမှာမဟုတ်ဘူးဟာမင်းဘာပြောလဲအဲ့လိုရှိမင်းကလည်းချကြမယ်ကြောက်ဘာလို့နေကြရလဲကွာဒီကောင်ကောင်အဲ့ကောင်ကောင် Windows လူတာတကယ်ကျွန်တော်ထိုင်ကြည့်ပြီးအခါကျရင်တကယ်ကျွန်တော်ဒီလိုစာတန်းပေါ်လာတိလားအခါကျရင်အကလို့ဘောဟာပဲနှိပ်လိုက်ပါပြီးတဲ့အခါကျရင်တကယ်ကျွန်တော် C3 ကိုတွားလို့ရပါပြီတွားတဲ့နေရာကျတော့တကယ်ကျွန်တော်ဒီကျိုးရှိလာတဲ့အခါကျရှင်ဒီနားမှာကပတိန်တကောင်တိုးလိုက်မယ်တိလားဒီနားမှာဒီကောင်စကားပြောလိုက်တဲ့အခါကျရင်ကျွန်တော်တို့ C3 ကိုတွားလို့ရပါပြီဗျတွားရအောင်ဗျာ go ယေအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ C3 ကိုရောက်လာပါပြီဗျာငါနေငါမို့လောက်ဖမ်းလိုက်ရပါတယ်